ဒီဘက်က data တွေအများကြီးတဲကနေပြီးတော့မှဒီလိုမျိုးမထပ်အောင်10မိနစ်အတွင်းမှာရကျင်တာလို့ကိုယ့်ရဲ့အထက်အရာရှိကတောင်းလာခဲ့တယ်ဆိုလို့ရှိရင်ကြည်ပြတို့တွေက VLOOKUP တွေပြီးတော့ရင် index တွေ match တွေသုံးစရာမလိုဘဲနဲ့ filter နဲ့ COUNTIF ကိုကောင်းကောင်းသုံးတတ်တယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ unique data တွေကို10မိနစ်အတွင်းမှာမြန်မြန်ဆန်ဆန်ထုတ်လို့ရတယ်ဘယ်လိုမျိုးထုတ်မှလဲဆိုရင်ပထမဆုံးအနေနဲ့ခေါင်းစဉ်တော့ရှိဖို့လိုအပ်တယ်ခေါင်းစဉ်တည်ထားလိုက်တည်ထားပြီးသွားပြီဆိုရင်ကိုစပြီးတော့အဖြေထုတ်မဲ့နေရာမှာကားစာချမယ် filter ကကြတော့စစ်ထုတ်ဖို့အတွက်ကိုသုံးတာဒီ BV data ကနေပြီးတော့မှ salary data တွေက data တွေကိုစစ်ထုတ်မယ်လို့ပြောချင်တာဟုတ်ပြီနော် COUNTIF ကကြတော့အကျဉ်းအရေအတွက်ကိုစစ်တာအဲ့ဒီအကျဉ်းအရေအတွက်တွေတဲကနေပြီးတော့မှတစ်ခါပဲရေးထားတဲ့ data တွေကိုပဲယူမယ်လို့ပြောချင်တာဒါကြောင့်မလို့ filter နဲ့ COUNTIF ကိုတွဲပြီးတော့မှသုံးတာဒါဆိုရင်တစ်ချက်နဲ့ညီမချင်းထိုးမယ် filter ကိုသုံးမယ် array ဆိုတဲ့နေရာမှာကိုသုံးမဲ့ data ကိုတိတိကျကျ select မှတ်ပါ comma ခံမယ် include ဆိုတဲ့နေရာမှာ COUNTIF ကိုသုံးပါ COUNTIF နဲ့အရင်ဦးဆုံးစစ်မှာဒါဆိုရင်ကြည်ပြတို့တွေက COUNTIF ဆိုတာလေးကိုရွေးလိုက် COUNTIF မှာသုံးပေးရမယ့် argument က2ခု range နဲ့ criteria နဲ့ဒီနေရာမှာ function တွေကိုအလွတ်ကျက်ထားတဲ့သူတွေဆိုရင်တော့မလွယ်နိုင်ဘူးเนาะအဲ့တော့ဒီ argument တွေကိုကြည့်ပြီးတော့တွက်မှသာလျှင်ကြိုက်တဲ့ function ကိုလွယ်လွယ်ကူကူတွက်နိုင်မှာဖြစ်ပါတယ် range ဆိုတဲ့ data ကကြတော့ဒီຢာလေးကိုဆက်လက်မှတ်မယ်ပြီးသွားရင် comma criteria ဘာကိုစစ်မှာလဲဒီ data ကိုပဲစစ်မှာဟုတ်ပြီနော်ပြီးသွားရင် comma ခွင်းပိတ်အဲ့မှာကြည်ပြတို့ဘာလုပ်လို့ရလဲဆိုရင်ဒီ data ကိုဆက်လက်မှတ်ပြီးတော့သူ့အဖြေထွက်မထွက်ကိုဒီအပေါ်မှာသူပေါ်လာတဲ့ data ကိုတွားကြည့်လို့ရတယ်1တို့2တို့သူကတစ်ခါပါတယ်ဆိုရင်1လို့ပြမှာနှစ်ခါပါတယ်ဆိုရင်2လို့ပြမှာကြည်ပြရဲ့ data မှာက F9 နဲ့လည်းစစ်ကြည့်လို့ရတယ်ဒါပေမဲ့ကြည်ပြရဲ့ screen record က F9 ကကြတော့ stop လုပ်တဲ့ record ဖြစ်နေတဲ့အတွက်ကြောင့်မလို့ဒီမှာဒီအပေါ်ကဟာလေးကိုပဲပြပေးမယ်နော်သူကတစ်ခါပါတဲ့ဟာဆိုရင်1လို့ပြပေးမှာတကယ်လို့အောင်ထေးဦးဆိုနှစ်ခါပါတယ်ဆိုရင်1 1 2အဲ့လိုပြပေးမှာအဲ့ဒီထဲကနေပြီးတော့မှကိုကပါကိုလိုချင်တာလဲဆိုရင်ညီမျှချင်းတစ်ခါပဲပါတဲ့ data ကိုစစ်ချင်တာအင်္ဂလိပ်စာလေးပြောင်းလိုက်မယ်တစ်ခါပဲပါတဲ့ data ကိုစစ်ချင်တာအဲ့လိုပြောလိုက်တာပြီးတော့ရင်ခွင့်ပိတ်မယ်အဲ့တော့ filter စစ်မယ်ဘယ်တဲ့ data ကိုစစ်မှာလဲဆိုရင် B2 ကနေ P30 မှာရှိတဲ့ data ကိုစစ်မှာဘယ်လိုစစ်မှာလဲဆိုရင်တစ်ခါပဲပါတဲ့ data ကိုပဲယူမယ်လို့ပြောလိုက်တာအနက်ခောက်ချလိုက်တာနဲ့ဘာမှလုံးဆရာမလိုဘူးမိနစ်ပိုင်းအတွင်းမှာကိုလိုချင်တဲ့ data ကဘလောက်ပဲများနေတစ်ခါတဲ့အဖြေထွက်လာလိမ့်မယ်ဒါဆိုရပြီเนาะအဲ့တော့ filter နဲ့ COUNTIF ကိုသုံးပြီးတော့မှကိုလိုချင်တဲ့ data တွေကိုမြန်မြန်ဆန်ဆန်အဖြေထုတ်လို့ရတယ်အခုလိုမျိုးကြည်ပြတို့ AI အရန်လုံနေတဲ့ခေတ်ကြီးထဲမှာ data entry ကိုင်တဲ့သူတယောက်အနေနဲ့ကဒီ function အမြင့်တွေကိုမသုံးတတ်လို့မရတော့ function အမြင့်တွေကိုမသုံးတတ်ဘူးဆိုရင်ကြည်ပြတို့ data entry ဘိုင်းတွေကကျန်ခဲ့တော့မှာဘာလို့လဲဆိုရင်အချိန်နဲ့တပြေးညီ data တွေကအမြန်ပေးနိုင်ဖို့လိုအပ်ပါတယ်ဒါကြောင့်မလို့ function တွေကိုကျွမ်းကျင်အောင်သုံးပါ function တွေမကျွမ်းကျင်သေးဘူးဆိုရင် Learn Excel ကိုလာပါ Advanced Excel class ကို join လို့ရပါတယ်အသေးစိတ်ကိုတော့ page မှာလာပြီးတော့မေးမြန်းနိုင်ပါတယ်ရှင်